Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ page မှာတင်ထားတဲ့ဒီ lesson နဲ့ပတ်သက်ပြီးမှ drawing လေးပေါ့နော်။အဲ့နဲ့ပတ်သက်မှာ software လေးပဲ software ဖြစ်တယ်ဆိုတဲ့ဥစ္စာမေးတဲ့ဥစ္စာလေးဒီနေ့ကျွန်တော်ပြပြပေးတော့ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီ page မှာဆွဲပြထားတဲ့ဒီ software ရဲ့နာမည်ကကြတော့ကျွန်တော်ဒီမှာပေါ့နော်။ Adobe Designer ဆိုတဲ့ software လေးဖြစ်ပါတယ်။ကျွန်တော်မှာလက်ရှိ logo soft comfort software ရှိမယ် simulate ရှိမယ် Revit ရှိမယ်ပေါ့နော်။ဒီ Revit ကကြတော့နည်းနည်းခက်တယ် free သုံးလို့မရဘူးပေါ့နော်ဒီကောင်က free တော့ပေးတယ်တိုးတော့တစ်လပေါ့နော်တစ်လအတွင်းမှာသူ free ပေးတဲ့ဥစ္စာတော့သုံးလို့ရတယ်ကျန်တာနောက်ပိုင်းကကြတော့ကျွန်တော်တို့ဝယ်သုံးရတာပေါ့နော်ဒီကောင်ကကျွန်တော်တော်တော် professional ဆင်ပါတယ်တော့ကဆွဲပြထားတဲ့ဥစ္စာကြဒီ Adobe Designer ဆိုတဲ့ software နဲ့ကျွန်တော်ဆွဲပြထားဖြစ်ပါတယ်ဒီကောင်လေးကျွန်တော်ဖွင့်ပြအောင်ပေါ့နော် Okay တော့ဒီလိုပဲလေပေါ့နော်ဒီပုံစံလေးဖြစ်ပါတယ်ကျွန်တော်ဆွဲထားတဲ့ပုံလေးတစ်ပုံထုတ်ပြပါမယ်Okay ကျွန်တော်ဒီဟာလေးဒီကောင်လေးပေါ့နော်ဒါကျွန်တော်ဒီ software ကနေသူ free ပေးထားတဲ့ဥစ္စာနဲ့ကျွန်တော်ဆွဲထားပါပေါ့နော် free ပေးထားတဲ့ဥစ္စာနဲ့ကျွန်တော်ဆွဲထားဖြစ်ပါတယ်ဒီပုံစံလေးဆွဲလို့ရပါတယ်အများကြီးဆွဲလို့ရတယ်ကြတဲ့ကြောင့်ကိုမှဒီ concept ရှိတယ်လို့ပေါ့နော် idea ရှိတယ်လို့တော်တော်ကြီးဆွဲလို့ရတဲ့ software ဖြစ်ပါတယ်တကယ်လည်းအလုပ်လည်းတော်တော်ဖြစ်တယ်ပေါ့နော် Okay ကောင်ကျွန်တော်တို့ဘယ်လိုသွားတောင်းအောင်လဲဆိုတော့ကျွန်တော်တို့ဒီ Chrome ကနေပဲပေါ့နော် Chrome ကနေကျွန်တော်သွားတောင်းအောင်ဖြစ်ပါတယ်ကျွန်တော်တို့ Chrome ကနေကျွန်တော်ကဒီမှာရှာပြီးသားဖြစ်ပါတယ် Adobe Designer ဆိုတဲ့ဥစ္စာရှိတယ်တက်တယ်ကျွန်တော်တို့ဝင်သွားပြီးမှနည်းနည်းလေးဆွဲတင်လိုက်တဲ့အချိန်မှာဒီမှာရှိရပါတော့ Adobe Designer Pro ဆိုတဲ့ဥစ္စာရှိရဲ့အကောင့်ထဲဝင်ပြီးမှကျွန်တော်တို့ဒီမှာသူရွေးချယ်ခိုင်းတဲ့ဥစ္စာကသူရွေးခိုင်းတဲ့ဥစ္စာ3မျိုးရှိ2မျိုးရှိရပါတော့ကျွန်တော်တို့ Windows နဲ့ရမယ် Android နဲ့ရမယ် Android ဆိုတာကျွန်တော်ထင်တယ်ကျွန်တော်လည်းစမ်းတော့မစမ်းရသေးတဲ့အောင်တော့ဖုန်းနဲ့လည်းသုံးလို့ရမယ်ထင်ပါတယ်ဖုန်းနဲ့လည်းကျွန်တော်တို့ဆွဲလို့ရပါတယ် rating ကမဆိုးပြောရမယ် 4.8 ဆိုတာတော်တော်ကြီးကို rating များတယ်လို့ပြောရမယ်ပြီးရင်9 flat ပေါ့နော် 9.95.5K ဆိုတော့တော်တော်ကြီးကိုလည်း download ဆွဲထားရှိပြီနော်အသုံးပြုထားတယ်တော်တော်များဖြစ်ပါတယ်ကျွန်တော်ကဒီ Windows နဲ့ဆွဲထားပြီပါနော် Windows နဲ့တော့ကျွန်တော်တို့ဒီမှာ Windows နှိပ်လိုက်တယ်ဆိုရင်ဒီလိုမျိုးလေးဖြစ်သွားမှာပေါ့နော်ကိုကမှာသွားရင်မှ download ဆွဲတဲ့ဥစ္စာသွားစိတ်ချင်တယ်ပေါ့နော်ဒါစိတ်ကြရွေးရတယ် Windows စီမှာကျွန်တော်တို့ဆွဲမလားဒါမှကျွန်တော်ဒီမှာဆွဲမလားပေါ့နော်စသဖြင့်များသောအားဖြင့်ကျွန်တော်ဒီမှာဆွဲပါတယ်ဒါပေမဲ့ဖြစ်ဒီမှာကျွန်တော် save ဖြစ်လိုက်တဲ့ save လုပ်လိုက်ရင်သူကဒီ download ဆွဲသွားပါပေါ့နော် download ဆွဲသွားရင်ဒီဘက် channel လေးမှာသူ download ဆုံးမှာပို့ပါတယ်ဒီမျိုးနေရာလေးမှာပေါ့နော်ဒီနေရာလေးမှာ download ပေါ်ပြီးမှကျွန်တော်တို့အဲ့လိုမျိုးဆွဲပြီးသွားတယ်ဆိုရင်ဒီ file ထဲကိုဝင်ပြီးမှအကောင့်ကိုကျွန်တော်တို့ဒီ app လို့ပေါ့နော် software ပုံစံဒီ window ပေါ်တင်ဆိုတော့ဒါတော့အားလုံးလုပ်တတ်မယ်ထင်ပါတယ်ဆိုတော့အဲ့ပိုင်းမှာသွားတော့ပဲねအဲ့လိုဆွဲလိုက်တယ်ဆိုရင်တော့ကျွန်တော် desktop မှာဒီမျိုးရောက်တော့မှာเนาะအဲ့ကောင် crop ဖြီးလိုက်တယ်ဆိုရင်ဒီမျိုးရောက်တော့ဖြစ်ပါတယ်ဆိုတော့ဒီကောင်ကြတော့ဒီအောက်မှာသူပါတဲ့ဥစ္စာကြတာ instruction ပေါ့เนาะသူ Cada diagrama eléctrico que dibujas a mano es tiempo que le robas a tu trabajo real. Adobe Designer Pro es un software de diagramas eléctricos industriales diseñado para técnicos, ingenieros y docentes, con componentes IS reales. Windows ပေါ်ရောက်သွားပြီဆိုရင်ကျွန်တော်တို့ကဒီ software ကဒီမျိုးရှိမှာပေါ့เนาะဒီ desktop ဒါမှမဟုတ် PC မှာ laptop မှာဆိုရင်ဒီ Windows မှာလည်းမရှိမှာဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးဝင်လိုက်တဲ့ချိန်မှာသူက software ထဲမှာကအခုဒီမှာပေါ့เนาะဒီကျွန်တော်အခုဒီမြားလေးလောက်ထားတဲ့အပိုင်းလေးကသူကရှိနေမှာမဟုတ်ပြဒီလိုမျိုးရှိနေမှာဒီထဲဝင်တဲ့အကောင်ပေါ်လာတယ်ပေါ့เนาะသူဒီမျိုး plain ဖြစ်နေမှာအဲ့ချိန်မှာကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့သူဒီကောင်က free ပေးထားဆိုတော့ဒီ free ပေးထားလို့စာကိုကျွန်တော်ထပ်ပြီးမှတောင်းပြီးမှ download သွားဆွဲရမှာဖြစ်ပါတယ်ဆိုတော့အကောင်ကိုကျွန်တော်တို့ခုနကဒီသူ့ရဲ့ဘေးနာဥစ္စာပေါ့နော်ဒီဘေးနာဥစ္စာလေးကိုကျွန်တော်တို့ဒီကောင်လေးကိုဒီအဝါလေးပေါ့နော်ဒီအဝါလေးကိုကျွန်တော် free နှိပ်လိုက်တယ်ဆိုရင်သူကခုနတိုင်းပဲ download ဖြစ်သွားနိုင်မယ်ဒီမှာကျွန်တော်တို့ဘက်မှာ save မှာပေါ့နော် desktop C မှာ save မှာကျွန်တော်ကတော့ C မှာ save ထားကျွန်တော်ဆွဲပြီးသားဥစ္စာလေးပေါ့နော်အဲ့လိုမျိုးကျွန်တော် save လိုက်တယ်ဆိုရင်ဒီထဲဝင်သွားပါတယ်ဝင်သွားရင်မှကျွန်တော်တို့ဗာ set လုပ်ရမှာလဲဆိုတော့ဒီမှာဒီမျိုးလေးပေါ်အောင်ပေါ့နော်အဲ့ကောင်ကျွန်တော်တို့ထည့်အောင်ပေါ့နော်ဒီ file နဲ့ဒီ file လေးကိုနှိပ်ပြီးမှကျွန်တော်တို့ကခုနဆွဲထားတဲ့ဒီကောင်လေးပေါ့နော်ဒီမှာအများကြီးရှိပေါ့ဒီကောင်လေးကိုကျွန်တော်တို့ open လုပ်အောင်ပေါ့နော် open နှိပ်လိုက်တဲ့အချိန်ကျရင်ဒီမှာအခုမြင်နေရတဲ့ပုံစံပေါ့နော်ဒီပုံစံလေးပေါ်လာအောင်ဖြစ်ပါတယ်ခါကျရင်အကောင်လေးပြောင်းနေတဲ့ပေါ့နော်ဒီကောင်လေးကဒီမှာတော့ပြန်မှရှာနေရပါတယ်ဒီပုံစံလေးပေါ့နော် okay အဲ့မှာ free ကသူဘာပေးထားလဲဆိုတော့တော်တော်များပါတယ် free ပေးထားဥစ္စာလေးကျွန်တော်တို့ဒီ motor control ဆွဲမလားရိုးကျွန်တော်တို့ဒီpanel ပေါ့နော် TV box အတွက်လိုအပ်တဲ့ဒီ
breaker လေးပဲဆွဲမလားအဆင်ပြေပါတယ်တော်တော်ကြီးအဆင်ပြေ okay သူပါပေးထားတဲ့ဆိုတော့ emergency stop တွေပါမယ်ပြီးရင်ကျွန်တော်တို့ဒီ up down တွေပါမယ်ဒီ selector switch တွေပါမယ် certificate ဒီမှာဒီ push ပေါ့နော်ဒီအနီအောင်နဲ့အစိမ်းအောင်အလိုမျိုးမီးတွေလည်းပါမယ်လက်နေလည်းပါမယ်နော်ပြီးနောက်တစ်ခုကကြတော့ဒီမှာကတူ motor ပါမယ် lamp ပါမယ်ပေါ့နော် motor control ဆွဲခြင်းနဲ့ဆိုရင်ရတယ် start data ဆွဲမလား for reverse ဆွဲမလားပေါ့နော် up down ဆွဲမလားစသဖြင့်အများကြီးဆွဲလို့ရတယ်ဒါမှမဟုတ် traffic light ဆွဲမလားပေါ့နော်ဆွဲလို့ရပစ္စည်းအများကြီးပါဖြစ်ပါတယ်ပြီးနောက်တစ်ခုကဒီမှာကြတော့ဒါက delay ပေါ့နော်ဒီမှာ on delay ရှိမယ်ကျွန်တော်တို့ timer ပေါ့နော်ကျွန်တော်တို့motor control မှာဆိုရင် for reverse လုပ်တဲ့အချိန်မှာပေါ့ကျွန်တော်တို့ဘယ်နဲ့ second ကြာရင်ကျွန်တော်တို့ forward ကနေ reverse ပြောင်းမလဲဒါမှမဟုတ် စသဖြင့် start data နဲ့ start နေ data ပြောင်းမလဲစသဖြင့်အဲ့လို timer နဲ့ control လုပ်ရအောင်စလေးရှိတယ်အကောင့်တွေပါမယ်ပြီးနောက်တစ်ခုကဒီမှာကောင်ကြတော့ဘာပေါ့နော်ဘာလည်းပါမယ်ပြီးရင် conductor ပေါ့နော် magnetic conductor လည်းပါဖြစ်ပါတယ် magnetic conductor ဒီကောင်လေးလို့နှိပ်တိုင်းဒီထက်ရောက်သွားပါတော့ဒါ magnetic conductor ဖြစ်ပါတယ်အကောင်လည်းပါမယ်ပြီးရင်ဒီမှာအများကြီးပေါ့နော်ဒါ neutral bar တွေ app bar တွေအဲ့လိုမျိုးပါမယ်ပြီးရင် bond တွေပါမယ်ဒီမှာကဒီကောင်ပေါ့နော်ဒီ terminal လေးတွေပါမှာပေါ့နော်အကောင်လေးတွေပါမယ်ပါတာတော့အများကြီးပါဆိုတော့ဒီမှာလည်းကောင်းလည်းပါမယ်ပြီးရင် PNC ဒီ logo ဟိုလည်းပါမှာပေါ့နော် PNC ပါမယ် breaker 1 volt 2 volt 4 volt ပါမယ်ပြီးရင်နောက်ဆုံးဟိုအောင်ပါဒီဒီမှာ RCCB breaker လိုမျိုးအောင်ပါတယ်ပေါ့နော်တော်တော်များများပါတယ်ဟုတ်တယ်ဒီမှာကပိုင်းလုံးလိုက်မီးတွေပါမယ်ဒီ generator တွေပါမယ်ပြီးနောက်တစ်ခုကဒီမှာ multi socket ပါမှာပေါ့နော်ဆိုတော့သူ free ပေးထားလို့ဆိုတာတော်တော်ကြီးစုံနေပြောမှာပေါ့နော်ဒီကနေ့တင်ကျွန်တော်တို့အလုပ်အတွက်ဒီ client အနေနဲ့တွေ့တာဖြစ်မယ်ဆွဲပြီးလို့ရတဲ့အနေအထားတွေတော်တော်ကြီးအဆင်ပြေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဆွဲထားဥစ္စာရှိရပါတော့ခဏကကျွန်တော်ပြတဲ့ဥစ္စာဒီပုံစံလေးပေါ့နော်ဒါကကျွန်တော် sample ဆွဲပြထားတဲ့ဥစ္စာဖြစ်ပါတယ်ဒီကျွန်တော်ပိတ်မှာတင်ထားတဲ့ဥစ္စာလေးရှိမှာပေါ့ control ဆွဲထားဥစ္စာလေးရှိရပါတော့ကျွန်တော်တို့ဒီမျိုးပေါ့နော် wire ကြိုးတွေပါရဒီမှာကျွန်တော်တို့ drawing မှာလုပ်လို့ရကျွန်တော်တို့ဒီမှာ wire ကြိုးတွေပေါ့နော်ဒီမှာကျွန်တော်တို့ wire ကြိုးနဲ့ပတ်သက်ပြီးမှလည်းဒီမှာကျွန်တော် browse ဒီမှာတော့ gain နေပေါ့နော် AWG နဲ့ပါဟုတ်တယ်ဒီ blah site လို့တန်းတုံးလား8တုံးလားပေါ့နော်ဒီမှာတော့ wire gain နေဟုတ်တယ်ပြီးရင် color channel ကဒီမှာ rectangle ပေါ့နော်ကျွန်တော်တို့ကြိုးကိုဝေးခိုင်းမလားဒါမှမဟုတ်ဒီတော့လောက်ခိုင်းမလားစသဖြင့်ဒီကနေချိန်ပြဖြစ်ပါတယ် channel ကျတော့ဒီကောင်ကျတော့ channel ကျတော့ဒီမှာကျွန်တော်တို့ free ပေးထားဥစ္စာတွေတော့ပုံ300ပေါ့နော်ဒီမှာ free ပေးထားစေဒီ free မပါတဲ့ဥစ္စာကျကျွန်တော်တို့ pro version ကိုပတ်စံပေးမှဝယ်မှကျွန်တော်တို့သုံးရမှာပေါ့နော်တော်တော်ကြီးတော့ဟိုတာဖြစ်တယ်စံနဲ့ pro version သုံးနိုင်တယ်တော့တော်တော်အဆင်ပြေတယ်ပေါ့နော်ပြီးဒီကောင် live run လို့ရပါဘောနော်ကျွန်တော်တို့ဗီဒီယိုဆွဲပြီးသွားတယ်ဆိုရင်သူ့ကို upload လေးနဲ့ဒီမျိုး play လုပ်မှဒီမှာ play လုပ်မှဒီကောင်ကို breaker တင်ပြီးမှအဲ့လိုမျိုးလုပ်ခိုင်းရပါဘောနော်ဆန်းလို့ရပါကျွန်တော်တို့ရဲ့ function တွေကျွန်တော်တို့ရဲ့ circuit balance တွေမှားလားမှန်လားဆိုတော့အကုန်စစ်လို့ရဖြစ်ပါတယ်ဆိုတော့တော်တော်ကြီးကိုမိုက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကဘလို့ down ဆွဲရလဲဆိုတော့အဓိကပြောချင်တာဆွဲရဆိုကျွန်တော်တို့ဒီမှာပေါ့နော် down ဆွဲဥစ္စာကျွန်တော်ရွေးချယ်စရာ2မျိုးရှိရဲကျွန်တော်တို့ဖုန်းနဲ့သုံးလားကွန်ပျူတာနဲ့သုံးလားပေါ့နော်အပေါ်မှာမူတည်ပြီးမှကျွန်တော်တို့ရွေးချယ်မှာသုံးပြလို့ရဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေတော်တော်တရားနားမလည်တာရှိရင်ကိုမမဖြစ်ပြမှဖြစ်လာမေးလို့ရပါတယ်ပြီးတော့ဒီ wiring နဲ့ပတ်သက်မှဆွဲတဲ့ဥစ္စာလေးတွေကနောက်မှကျွန်တော်ထပ်ပြီးမှလိုအပ်ရင်အားလုံးသိချင်တာဒီများတယ်ဆိုရင်တော့ကျွန်တော်ထပ်တင်ပေးပါမယ်ဒီကောင်လေးကို step by step ဆွဲတဲ့ဥစ္စာပေါ့နော်โอเคအားလုံးကျေးဇူးအများကြီးတင်ပါတယ်တစုံတရာ knowledge ရနိုင်မှာမျိုးလေးပါတယ်ဖိတ်ကိုလည်း like and follow လုပ်ပေးဖို့ဒီကနေပဲ record ပြုပါရစေ